ခေါ်ပါပဲနဲ့ကိုမျိုးလူသူလေရောက်လာမမြင်ပါပဲနဲ့ဟိုဝေးလို့သူပြန်သွားလာအချမ်းရခဲ့ဖို့အမတ်တရားတို့ဒီရင်ထဲမှာအချိန်ရှိတိုင်းမို့တတိယကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းမဲလာမလားခုခုတော့ရွေးစေခြင်းနဲ့မင်းရဲ့မင်းရှိရာခေါ်လာရမလားကိုရှိရာမင်းမဲလာမလားလွန်လွန်လို့ယူတော့မယ်ခွဲမချင်မပဲနဲ့နှလုံးသားမှာကိုယ်တကယ်